2025နိုဝင်ဘာ19ရက်နေ့မှာ Walk for Peace ဆိုပြီးတော့ငြိမ်းချမ်းရေးအတွက်အမေရိကန်နယ်တလွှားမှာလမ်းလျှောက်ခီးစဉ်ပြုလုပ်ခဲ့ကြတဲ့ဗုဒ္ဓဘာသာယဟန်တော်တွေထဲကယဟန်တော်တစ်ပါးဟာတက္ကဆက်ပြည်နယ်ဟူစတန်မြို့မှာကားတိုက်ခံရပါတယ်။ကားတိုက်တော့သူ့ကိုကားတရွတ်တိုက်ကြီးဆွဲသွားတာပေါ့နော်။ဆွဲသွားပြီးတော့နောက်ဆုံးမှာသူ့ရဲ့ခြေထောက်ကအရိုးတွေအကုန်လုံးကြေမွပြီးတော့ခြေတစ်ချောင်းဖြတ်လိုက်ရတယ်ပေါ့နော်။အဲ့ဒီဟန်တော်ကိုသတင်းသမားတွေကအင်တာဗျူးတဲ့အခါမှာသူကဘာပြောလဲဆိုတော့မိမိဟာဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်တယ်။ဒါကြောင့်မို့အမြဲတတိမလွတ်ဖို့ပေါ့နော်တတိကပ်ပြီးတော့နေတယ်။ငါဟာဗုဒ္ဓဘာသာဝင်တစ်ယောက်ဒီကိုကန္နာဟာဖြစ်တည်ပြက်ပဲပေါ့နော်။တတိမလွတ်သွားဖို့သူနေခဲ့တယ်လို့သူဖြေပါတယ်လို့နော်။ဗုဒ္ဓဘာသာကသွန်သင်တဲ့တတိကပ်ခြင်းပေါ့နော်mindfulness တတိပေါ့အဲ့ဒီတတိကနယ်ပယ်တိုင်းမှာအရင်ရေးကြည့်ပါတယ်ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့သူတို့အတွက်လည်းပဲအင်မတန်မှဒါအရေးကြီးပါတယ်အထူးသဖြင့် non violent communication လို့ခေါ်တဲ့အကြမ်းမဖက်အနုနည်းဖြင့်ဆက်သွယ်ဆက်ဆံခြင်းပညာရပ်မှာအင်မတန်မှအရေးကြီးပါတယ်တယောက်နဲ့တယောက်ပေါင်းဖော်ဆက်ဆံတဲ့အခါမှာသူများပြောတာကိုကြားတယ်ကြားတဲ့ဟာကိုတဆင့်ပြန်ပြီးတော့ကိုယ့်ရဲ့စိတ်ထဲမှာဝေဖန်ပိုင်းခြားမှုပြုလုပ်လိုက်တယ်မနောကံအဖြစ်ပြစ်မှာတဲ့ဘက်ကိုရောက်သွားတယ်ပေါ့နော်အဲ့လိုပဲမနောကံကမကြည့်မနောကံအားဖြင့်မနောကံအားဖြင့်ပြစ်မှားလိုက်ပြီဆိုရင်ဝစီနှုတ်အားဖြင့်ပြစ်မှားဖို့လည်းလွယ်လွယ်လေးပဲဖြစ်သွားတယ်နှုတ်ကနေပြောမိလိုက်တယ်ဆိုရင်ကိုထိလက်ရောက်ကျူးလွန်ဖို့လည်းဒါလွယ်လွယ်လေးဖြစ်သွားတယ်ပေါ့နော်ဥပမာဆိုပါစို့ချောချောလှလှခေါင်းမလေးတယောက်ကိုမြင်နေဆိုရင်ဖြစ်တည်ပြက်ကိုခန္ဓာအနေနဲ့ရှုဖို့မြင်ဖို့ဖြစ်တယ်ပေါ့နော်တဏှာစိတ်နဲ့ဝေဖန်ပိုင်းခြားလိုက်တယ်ဆိုရင်သူ့ရဲ့ကိုယ်ခန္ဓာအချိုးအစားတွေကိုဝေဖန်ပိုင်းခြားလိုက်တယ်ဆိုရင်တော့ဒါမနောကံအဖြစ်ပြစ်မှားတာဖြစ်တယ်ပေါ့ခရိယံဘာသာမှာသခင်ယေရှုခရစ်တော်ရဲ့သွန်သင်ချက်ကဘာလဲဆိုတော့သူများသားများပြစ်မှားတယ်ဆိုတာကိုထိလက်ရောက်ကာယကံမြောက်ကျူးလွန်မှာမဟုတ်ဘူးပေါ့နော်မနောကံကနေလူချင်းတတ်မှတ်တဲ့စိတ်ဖြစ်တယ်ဆိုရင်ဒါဟာသူများသားများကျူးလွန်ရာရောက်တယ်လို့သွန်သင်တာဖြစ်ပါတယ်နော်ဆိုတော့ကျွန်တော်တို့ကတတိ mindfulness ဆိုတာဟာပြစ္ဆုတ်ပံတဲ့မှာကိုမြင်တဲ့အရာကြားတဲ့အရာကိုဘာမှဝေဖန်ပိုင်းခြားမှုမပြုတ်ပဲနဲ့သိနေခြင်းမြင်နေခြင်းသိမှတ်ခြင်းပဲဖြစ်ပါတယ်လို့ Texas Houston မှာပေါ့နော်ကားတိုက်ခံရတဲ့ယဟန်တော်ကသူ့ကိုတရွတ်တိုက်ဆွဲသွားတဲ့အခါမှာအဲ့ဒီတတိ mindfulness ကရှိနေတဲ့အခါမှာရုပ်ပြက်ဆင်းပြက်ကြီးနော်ကဲကြပါအောင်ဗျာကျွန်တော်မရတော့ဘူးလှုပ်ကြပါဦးဆိုပြီးတော့ပြားရခတ်ပြီးတော့အဲ့လိုမျိုးဖြစ်မနေဘူးနော်ခြေတော့တစ်ဖက်ဖြတ်လိုက်တာတော့သူဘာမိတ်လဲဆိုတော့ပေါ့နော်ငင်းချမ်းရေးခီးစင်မှာခြေတော့တစ်ဖက်ဖြတ်လိုက်ခြင်းအပြင်ဒီငင်းချမ်းရေးခီးစင်ကိုလူတွေပိုသိသွားမယ်ငင်းချမ်းရေးဆိုတာကိုလူတွေပို့ပြီးတော့တတိပြုမိသွားမယ်ဆိုရင်သူ့ရဲ့ခြေတော့တစ်ဖက်ဖြတ်လိုက်ရတာကတန်တယ်လို့သူကမိတ်ပါတယ်ပေါ့နော်ဒီအချက်ကိုကျွန်တော်တို့ကြည့်ချင်အဖြစ်ကျွန်တော်တို့နေ့စဉ်နဲ့အမျှဘဝလမ်းကိုလျှောက်တဲ့အခါမှာပေါ့နော်တတိအရန်ရေးကြည့်ပါတယ်မြင်တာကိုမြင်တဲ့အတိုင်းကြားတာကိုကြားတဲ့အတိုင်းတိမှတ်ခြင်းကနေနောက်တစ်ဆင့်ပြစ်ဖြစ်စေတဲ့ဝေဖန်ပိုင်းခြားပြစ်တင်ခြင်းနော်မပြုတ်လို့မိဖို့ရန်အတွက်အရန်ရေးကြည့်တယ်ဒါဟာတယောက်နဲ့တယောက်ပေါင်းတင်ဆက်ဆံရေးမှာလည်းအင်မတန်မှအရေးကြီးပါတယ်အမြဲတမ်း mindfulness တတိမလွတ်ဖို့ရန်အတွက်အင်မတန်မှအရေးကြီးတယ်ပေါင်းတင်ဆက်ဆံတဲ့အခါမှာလည်းပဲမြင်တဲ့အပေါ်မှာကြားတဲ့အပေါ်မှာဘာမှဝေဖန်ပိုင်းခြားမှုမလုပ်ဘဲနဲ့ပေါင်းတင်ဆက်ဆံတာဟာဒါကိုယ့်ရဲ့ပေါင်းတင်ဆက်ဆံရေး level ကိုလည်းမြင့်တင်စေပါတယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ